ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့မှာတပ်ဆင်ပြီးတဲ့ဒေးရီစစ်ကေဘီနဲ့ LP တော်ဆန်300 AH2 ဖြစ်ပါတယ်ဒါတော့အာသွင်ပြီးပြန်ဆန်းထားတဲ့အနေထားလေးပါတညသိပ်ဆန်းပြီးတော့မနေ့9 နာရီဝန်းကျင်6 နာရီခွဲလောက်မှာတဲ့ဆန်းထားတဲ့အနေထားလေးပါတဲ့ဒီရာကနုံးကတော့တဲ့ကျမသေးတယ်VP ကတော့ပိုးတော့ထွက်ပြီးနေအောင်အလင်းအောင်ရတော့ MP ကတော့မလာသေးပါဘူးတဲ့ဆိုလာချန်ကို990 8ချက်နဲ့634ချက်ဖြစ်ပါတယ်ဝမ်းဆွမ်းမှာပန်နယ်ဝမ်းမှာ998ချက်အသုံးပြုပြီးပန်နယ်2မှာ630 vibration ဂျန်ကိုဆိုလာ4ချက်အသုံးပြုထားပါတယ်ဒါတော့ BMS ကံပေါက်ကနေ contact လုပ်ထားပါတယ်ဒါကတော့ပထီsensor ဖြစ်ပါတယ်ပထီ temperature sensor ဖြစ်ပါတယ်ဒီမှာနှစ်ကြိုးသွားတာကတော့ temperature sensor နဲ့ BMS စနစ်ဖြစ်တယ်ကောင်တော့ breaking နဲ့ short မ short အောင်လုပ်ပေးထားတာဖြစ်ပါတယ်ဒါကတော့အမီလုံးအလုံး40ကတညာလုံးပေါက်မောင်းထားခြင်းဖြစ်ပါတယ်ဒေးရီစစ်ကေပီနဲ့LP တော်ဆန်ဖြစ်ပါတယ်ဒါဒုတိယအကြိမ်ပါပထမအကြိမ်လုံးကတော့လွန်ခဲ့တဲ့2 နှစ်မှတပ်ဆင်ထားတဲ့ 3KB max inverter ဖြစ်ပါတယ်ဒါသူသက်တမ်းတော့ပထီကိုသက်တမ်းတော့ဆင်ထားတာ2 နှစ်ဖြစ်တဲ့ဘာ error မှမရှိဘူးဖြစ်နေလို့240 ampere AH 12 volt metric India O ကျူဘူးလားတော့ကျူဘူးလားဒါတော့ 3KB တလဲနဲ့6KB တလဲဒီချိန်သုံးတဲ့ကောင်မှာတခုကတော့ချိန်ရမလို့ပဲ 6KB တလုံးနဲ့တဲ့နေအဆင်ပြေနေပါပြီတဲ့အားလုံးဘေးရန်ပေါင်းကင်းရှင်းကြပါသည်